Visa တက်ပြီးရင်ရောဘယ်လို career opportunity ရှိနိုင်လဲပေါ့နော် hotel ဘိုင်းရဲ့ tourism ရဲ့ပြီးရင် cruise ဘိုင်းတို့ပြီးရင် airline industry ပြီးရင် tourism management အဲ့ဒီဘိုင်းနဲ့ပတ်သက်တဲ့ variety များတဲ့ major လို့တော့အမထင်တယ် hotel ဘိုင်းနဲ့မဟုတ်ဘဲနဲ့တခြား opportunity လည်းရှိတော့လုံးရနိုင်တဲ့ခွင့်လည်းအများများတယ်ပေါ့အားလုံးပဲမင်္ဂလာပါ Skyrise Corner Education Page ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။စုကတော့ Skyrise Corner မှာ Bangkok University ရဲ့ Consultation ဖြစ်တာဆောင်ရွက်နေတဲ့စုပဲဖြစ်ပါတယ်။ဒီနေ့စုကထိုင်းနိုင်ငံရဲ့ University တစ်ခုကနေပြီးတော့ Bangkok University ရဲ့ Aviation Visa ကို transfer လုပ်လာတဲ့ student တယောက်ကို interview session လုပ်သွားမှာဖြစ်ပါတယ်။ဒါဆိုလို့ရှိရင်အရင်ဆုံးအမကမှမိတ်ဆက်ပြပါအောင်။ အမနာမည်ကတော့ Arena ပေါ့နော်အမအခုဒီ Aviation Major မှာ transfer student တယောက်နေတက်နေတာပေါ့နော်ပထမဦးဆုံးမေးခွန်းလေးကအမ Aviation ကိုဘာကြောင့်ရွေးချယ်ဖြစ်ခဲ့ရလဲပေါ့နော်အမဒီ major ကိုရွေးလိုက်တာပေါ့နော်အမကကျတော့လူတွေနဲ့ communicate လုပ်ကြတာစိတ်ဝင်စားတယ်မတူညီရဲ့ culture တွေ nationality တွေနဲ့လည်းအဲ့လို exchange လုပ်ကြတာမျိုးစိတ်ဝင်စားလို့ဒီ major ကိုရွေးလိုက်တာVisa တက်ပြီးရင်ရောဘယ်လို career opportunity ရှိနိုင်လဲပေါ့နော် major တက်ပြီးရင် career opportunity ကတော်တော်များများထင်ကြရပေါ့နော်ဒီ hotel industry ဆိုရင် hotel နဲ့ပဲပြီးသွားမယ်ဆိုပြီးတော့ဥပမာ front office တွေ F&B တို့ kitchen ပြီးရင်housekeeping ရှိမယ်ကွာဒါပေမဲ့ဒီ major ကအဲ့ဒီ hotel ဘိုင်းမဟုတ်ဘူးကွာ tourism ဘိုင်းလည်းရှိရယ်for example ဆိုရင် hotel ဘိုင်းရယ် tourism ရယ်ပြီးရင် cruise ဘိုင်းတို့ပြီးရင် airline industry ပြီးရင် tourism management အဲ့ဒီဘိုင်းနဲ့ပတ်သက်တဲ့အရန်အဲ့လို variety များတဲ့ major လို့တော့အမထင်တယ်အဲ့ဆိုတော့အဲ့ hotel ဘိုင်းနဲ့မဟုတ်ဘဲနဲ့တခြား opportunity လည်းရှိတော့ကွာအဲ့လိုအလုံးရနိုင်တဲ့ခွင့်လည်းအများများတယ်ပေါ့ course တချို့ကိုကြည့်ရတယ်ဒီ aviation မှာဆိုလို့ရှိရင်ဒီသူကtourism တို့ hospitality ဘိုင်းကိုသွားတာမဟုတ်ဘဲနဲ့ဒီ marketing ဘိုင်းကိုသွားရလည်းရှိရပေါ့နော်ဆိုတော့ခါကြတော့ကိုကဒီကနေ experience ယူပြီးတော့တခြားမတူညီတဲ့ different field တွေမှာလည်းဝင်ရောက်အလုပ်လုပ်ကိုင်နိုင်တယ်ပေါ့နော်စာတင်တဲ့ဒီ class activity တွေမှာပေါ့နော် theory ဘိုင်းကပုံများလားဒါမှမဟုတ် practical ဘိုင်းကပုံများလားတန်းတော်တော်များများတော့ပေါ့နော် group discussion တွေ presentation တွေနဲ့လုပ်ကြရပုံများရပေါ့နော်ဒါပေမဲ့ assignment လုပ်ကြရဟာလည်းရှိရဒါပေမဲ့အဲ့ဒါအပြင် real experience အနေနဲ့မတို့အဲ့လိုfree trade တွေသွားတာတို့ဘာအဲ့လိုမျိုးပေါ့နော် in person experience တွေရတယ်ဆိုတော့ balance ဖြစ်တယ်လို့တော့အမှမြင်တယ်မခုနလည်းပြောခဲ့တဲ့ feed trade တွေရှိရပေါ့နော်ဒါဆို feed trade ပြင်တခြား industry basis လိုဟာမျိုးတွေရောရှိလားပေါ့နော်ရှိရ feed trade ပြင် industry basis ဆိုရင်တော့အဲ့လိုမျိုးအဲ့လို hotel basis တွေတွားရတာပေါ့နော်မတို့ခုတွားထားဘူးอ่ะဆိုတော့နှစ်ခုရှိရပေါ့နော် Ritz Carlton ရယ်ပြီးရင် Sofitel Sukhumvit ကိုတွားရတဲ့ဟာပြီးအဲ့ဒါအပြင်သူတို့ကအဲ့လိုចောင်းသားတွေခေါ်ရတာဒီတိုင်းပဲ hotel ကိုကြည့်ဘူးဘာညာမဟုတ်ဘူးပေါ့နော်တကယ်အဲ့လို hotel မှာဆိုရင်ဘယ်လိုမျိုး service operation run တာမျိုးတို့ manager တွေဘာကိုယ်တိုင်နဲ့စကားပြောပြီးတော့သူတို့ experience ကိုသူတို့ပြန် share ပြီးကိုဒါဒီမှာကဲလို့အလုပ်လုပ်တဲ့ခါကျရင်ဘယ်လိုပုံစံနဲ့လုပ်ကြမလဲသူတို့ picture sharing လုပ်ပြီးတော့ကြောင့်အမတို့အများကြီးတင်လို့ရတယ်ပေါ့အဲ့ဒီ site visit ကနေကိုကတခြား university ကနေ transfer လုပ်လာပြီးတော့ဒီ BU က ideation ကိုတက်ချင်နေတဲ့ကျောင်းသားအသစ်တွေရောအမအနေနဲ့ဘယ်လိုမျိုး sharing လုပ်ချင်တဲ့ဘာအကြံဉာဏ်တွေပေးချင်လဲပေါ့နော်ဒီ ideation တွေကြောင့်အမရွေးလိုက်တဲ့ကပေါ့နော်အမဒီဘိုင်းကိုစိတ်ဝင်စားတာလည်းသိတယ်ဆိုတော့ကိုကကွာအဲ့လိုမျိုးလူတွေနဲ့ပြောဆိုဆက်ဆံရတာ communicate လုပ်ကြတာဒါမှမဟုတ် international industry ကိုဝင်ချင်တဲ့သူဆိုတော့ဒီ ideation တွေကြာအရင်ကောင်းတဲ့ choice တွေတော့အမမြင်တယ်ဆိုတော့အဲ့ဒါအပြင် transfer လုပ်မဲ့သူတွေလည်းကွာဒီအကြောင်းကိုရှောင် process ကအရင်ခြားအကြောင်းမျိုးလို့ရှုပ်တာရပါမရှိဘူးဆိုတော့လွယ်ကူပဲကို ACC နဲ့ဒီ major ကို join နေတယ်ဆိုရင်တော့ဒီ BU က ideation ကတော့ choice ကောင်းတာပို့ပြီးတော့ကောင်းတဲ့ choice တင်တဲ့အကြောင်းတစ်ကြောင်းပေါ့နော်ဟိုဒါဆိုလို့ရှိရင်လည်းအမရဲ့ဒီ transfer လုပ်ခဲ့တဲ့အတွေ့အကြုံတွေဒီ ideation မှာတက်နေရတဲ့ဒီ transfer လုပ်ပြီးတော့တက်နေရတဲ့ဒီfirst semester ရဲ့အတွေ့အကြုံတွေပေါင်းစပ်ပြီးတော့အခုဗီဒီယိုကြည့်နေတဲ့ဒီ Skyrise Corner ကိုကျောင်းရှောင်းမဲ့ကျောင်းသားတစ်တွေနေနဲ့လည်းပို့ပြီးတော့ information တွေရမယ်လို့စုမျှော်လင့်မိရပေါ့နော် so ဒီတော့အခုကတော့ဒီဗီဒီယိုလေးကတော့ဒီလောက်ပဲပေါ့နော်နောက်ဗီဒီယိုကြာရင်ပြန်ဆုံကြမယ်နော် Skyrise Corner Education Page မှာဒီ Bangkok University တက်ချင်တဲ့ကျောင်းသားတွေအနေနဲ့ free consultation ရယူခြင်းတော့စုနဲ့တူလာရောက်အမြန်ဆုံး consultation ရလို့ရမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာတွေ့ကြမယ် bye